မြန်မာကုံဆောင်ဖိုက်တာဂျော့ရှိုဘန်ကိုပွဲပြီးမှတခန်းတနာနဲ့ချီကျူးခဲ့ကြတဲ့ဥက္ကဋ္ဌကြီးဒေနာဝါဝင်ကနဝင်ဖိုက်တာကြီးများအားလုံးပဲမင်္ဂလာပါရှင် Academy Channel ကနေပရိသတ်အားလုံးကိုကြိုဆိုပါရခင်ဗျာကျွန်တော်တို့ Mars Academy Channel ဆိုရင်မလောကရဲ့နောက်ဆုံးသတင်းတွေဝန်ချမြင်ရှေ့ရှုအစစ်တဲ့သတင်းတွေနဲ့မြန်မာကိုစားပြုပိုက်တာတွေထူးခြားတဲ့အကြောင်းအရာတွေကိုကိုပုံတင်ဆက်ပေးနေတဲ့ channel လေးဖြစ်ပါတယ်ဒါကြောင့်မို့လို့မလောကကိုစိတ်ဝင်စားတဲ့ပရိသတ်တွေဆိုတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့ကျွန်တော်ကမေတ္တာခံချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ပရိသတ်တွေစီကိုချပြချင်တဲ့သတင်းကတော့ကျွန်တော်တို့မြန်မာကုံဆောင်ဖိုက်တာလေးပန်းကိုတကန်းတနာနဲ့ချီကျူးခန်းတွေဖွင့်သွားကြတဲ့ဥက္ကဋ္ဌကြီးဒေနာဝိုက်အပါဝင်မလောကရဲ့ကနဝင်ဖိုက်တာကြီးတွေလက်ရှိကောင်းကောင်းဆုံးလို့သတ်မှတ်ခံထားရတဲ့ဖိုက်တာတွေအကြောင်းကိုစူးစီးတင်ဆက်ပေးသွားချင်တာဖြစ်ပါတယ်ရုပ်ရှုပန်ကမနေ့ကဂျပန်ဖိုက်တာတက်ဆိုလိုတိုင်းနဲ့ထိုးတက်ခဲ့တဲ့ဂျပန်ကိုစားပြုဖိုက်တာကိုနောက်ဆုံးထင်မှာအလဲထိုးနဲ့အနိုင်ယူသွားတဲ့ဆိုတာရအနေနဲ့လဲတော်တော်လေးကိုမှရုန်းခံခဲ့ရတယ်ဆိုတာကလည်းအရန်ကိုမှကြောခဲ့တယ်ကျွန်တော်တို့လဲချောင်းရှင်းတန်အဲ့လိုလေးကလည်းတကယ်ကိုမှစိတ်သက်ပိုင်းအရာကရောစွမ်းဆောင်ရိုင်းကအရန်ကိုကောင်းမွန်လွန်ခဲ့တာကိုကျွန်တော်တို့ကတွေ့ရတဲ့တစ်ကမ္ဘာလုံးကပရိသတ်တွေကပါဖြစ်တယ်ညပြစ်တဲ့ဒီကောင်လေးကအလကားချန်ပန်အတူစာရွက်ပေါ်ကချန်ပီယံစတဲ့ပုံစံတွေနဲ့ပုံစံပေါင်းစုံပြောဆိုခဲ့ကြတာတွေကျွန်တော်တို့ပရိသတ်တွေအားလုံးလည်းသိခဲ့ပြီးသားကျွန်တော်တို့ကိုယ်တိုင်လည်းတွေနဲ့ဒီပွဲမှာဒီအရာတွေကိုခြေဖြတ်ပြရမယ်ဒီပွဲမှာအကောင်းဆုံးပုံစံနဲ့အနိုင်ယူပြနိုင်ရင်သူတို့ကော်ရှော့ဘာကိုချန်ပီယံအစ်စ်မှန်ဆိုပြီးတတ်မှတ်ကြလိမ့်မယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ကျွန်တော်ဂျော့စ်ဘန်ကတကယ်ကိုချန်ပီယံအဆင့်တစ်မှန်ဆိုတဲ့အကြောင်းလက်ခံလာကြပြီးရော်စွန်းကိုယ်တိုင်ကလည်းတကယ်ကိုထိုက်ထိုက်တန်တန်နဲ့ကိုနိုင်ပွဲယူပြသွားတယ်လက်ရှိမှာပန်တိုဂျာရဲ့အချို့သောအယူဆွဲရှိတဲ့ပရိသတ်တွေကပဲကြော်စွန်းကသူတို့ဖိုက်တာကိုလုံးဝနိုင်မှာမဟုတ်ဘူးဘာညာပြောနေကြတာလေးတွေတော့ရှိသေးတယ်တို့ပေမဲ့တလောကလုံးကပရိသတ်တွေကတော့ဘန်ကိုချန်ပီယံအစစ်အမှန်ဆိုပြီးတော့မှလက်ခံလာကြပြတကမ္ဘာလုံးကကနီးဖိုက်တာကြီးတွေကလည်းပုံစံစုံတွေနဲ့မှတ်ချက်ပေးထားတဲ့ချီကျူးခန်းတွေဖွင့်ကြတဲ့ဥက္ကဋ္ဌကြီးဒေနဝယ်တိုင်းကလည်းပွဲပြီးသတင်းစာရှင်းလင်းပွဲမှာဒီကောင်လေးကအရန်ကိုကောင်းမွန်လွန်းတဲ့ဒီကောင်လေးရဲ့စကေးတွေကတော်ယုံတန်ယုံမဟုတ်ဘူးဆိုတဲ့အကြောင်းကိုပြောဆိုသွားပါတယ်ဥက္ကဋ္ဌကြီးဒီကတော့ဗန်နဲ့ပတ်သက်ပြီးအခုလိုမျိုးချီကျူးခန်းဖွင့်သွားခဲ့တာဖြစ်ပါတယ်ဟုတ်တယ်ကွာဒီကောင်လေးကတကယ်ကိုကောင်းမွန်လားပထမပွဲမှာတော့ပန်တိုးเจ้าကိုအနိုင်ယူပြီးတော့ဆိုသူ့ကိုဝေဝင်ကြတဲ့လူတွေကအများကြီးပါပဲတုန်းကလေးကဒီကောင်လေးကငါ့ကိုလာပြီး sorry ပါဘာညာပြောခဲ့သေးတာဒါပေမဲ့ငါကိစ္စမရှိဘူးဒါကဖြစ်လေးဖြစ်တာရှိတယ်ဆိုပြီးငါကပြောပြခဲ့တဲ့အခုတော့သူကဒါတွေအားလုံးကိုခြေဖြတ်ပြလိုက်ပြီးသူကချမ်းမြင့်အစ်စ်ဆိုတာသူတက်တည်ထူးပြလိုက်ပြီးတကယ်ကို congratulation လုပ်ပါတယ်ဗန်ရေးမင်းအတွက်ကဖာရဲ့အစီအဖြစ်တဲ့ဒီနာဝိုင်းကိုယ်တိုင်ကဒီလိုမြဖို့ကျွန်တော်တို့ဖိုက်တာလေးကိုချီကျူးသွားတာဒီအကြောင်းကိုကျွန်တော်ကပထမဦးဆုံးတင်ဆက်ပေးတာဖြစ်ပါတယ်နောက်ထပ်ပြောသွားတဲ့ဖိုက်တာကြီးကတော့ကျွန်တော်တို့ရဲ့မြန်မာကုံဆောင်ဖိုက်တာကြီးအွန်လိုင်းဆင်းဖြစ်တယ်ကျွန်တော်တို့မှလောကရဲ့ကုတ်ဖိုက်တာကြီးလို့ကျွန်တော်တို့ကတော့တတ်မှတ်တယ်ချန်ဖာရှင်ရဲ့ဟော်တော့ဖိမတယောက်နှစ်ထပ်ကွင်းချက်မြန်ဟောင်းတယောက်မြန်မာနိုင်ငံကပရိသတ်တွေကိုငတ်ဆိုတာပါလဲဆိုတာမျိုးစိချပေးခဲ့တဲ့ဖိုက်တာကြီးဒီဖိုက်တာကြီးကော့ရှော့ပိုင်းနဲ့လဲရင်းနှီးတယ်ဆိုတာတီးပြီးသားရဲ့နဲ့ပွဲတိုင်းကိုလဲတွားကြည့်ပစ်ခဲ့တဲ့သူအနေနဲ့ဘန်ယာမီမှာလှုပ်တုံးကဆိုလက်မှတ်တောင်ဝယ်ပြီးကွင်းထဲထိတောင်သွားကြည့်ခဲ့တယ်ဒါပေမဲ့ဘန်ကအဲ့မှာပွဲပြတ်သွားတဲ့ဒီတော့ဒီတစ်ခေါက်နူးဂျာစီပြည်နယ်ကိုတော့အွန်လိုင်းအဆင့်ကတွားရောက်ကြည့်ရှုနိုင်ခြင်းမရှိခဲ့ဘူးတို့ပေတီတိုင်းအောင်သူအိမ်ကနေအားပေးခဲ့တဲ့ဂျော့ရှ်ဘန်နဲ့လည်းအဆက်အသွယ်တွေအမြဲရှိခဲ့တဲ့ဂျော့ရှ်ဘန်ကိုအရန်ဂုဏ်ယူတဲ့အကြောင်းလင်းဆန်ကပွဲပြီးမှအခုလိုမျိုးပြောဆိုတော့အားပါတယ်ရွှာပဲအနိုင်ရပြီးအကောင်းဆုံးစွမ်းဆောင်ရည်တွေကြောင့်ဂုဏ်ယူပါတယ်ချပြနိုင်ခဲ့ပြီးမင်းကငါတို့အားလုံးလေးစားအားကြရတဲ့ကောင်လေးပါပဲဆိုပြီးအွန်လိုင်းအင်ဆန်းကပြောဆိုသွားတာဖြစ်ပါတယ်ဒီနေရာမှာအွန်လိုင်းဆန်းရဲ့ဟန်ဘယ်ဖြစ်လွန်းတာကြီးကိုလည်းတွေ့ရတယ်ဂျော့ရှွာဆိုတာကသူ့ရဲ့ဂျူနီယာဖိုက်တာဒါပေမဲ့ဒီဖိုက်တာလေးကိုလည်းအကောင်းဆုံးဆွဲခေါ်တယ်ပြီးတော့တကယ်ကို9000လေးစားအားချရပါတယ်ဆိုတဲ့ပုံစံနဲ့တကယ်ကိုမှသူကဘာမှမဟုတ်တဲ့ပုံစံနဲ့ကိုပြောဆိုသွားတာပါဒါကတော့ကျွန်တော်တို့ဖိုင်တာကြီးအွန်လိုင်းဆန်းရဲ့မှတ်ချက်စကားပါနောက်တစ်ယောက်ကတော့ကျွန်တော်တို့လောကမှာဖိုက်တာလို့သတ်မှတ်ထားတဲ့ဒီမီရဲ့ဂျောင်းစွန်ဒီမတ်ဂျောင်းဆန်ကန်တူတိုင်ပွဲမထုတ်ခင်တုန်းကလည်းမန်နဲ့လုတ်ခဲ့ဘူးတဲ့အဲ့ဒီအနေထားမှာလည်းသူလည်းအဆင်ပြေရှိခဲ့တယ်ဒီအချိန်မှာတော့ DJ ကအခုလိုမျိုးချီကျူးသွားတာဖြစ်ပါတယ်ရေကောင်းလိုက်တဲ့ပွဲပဲကွာလာလိုက်တဲ့အကွက်တွေနဲ့ပွဲသိမ်းလိုက်တာပဲတကယ်ကို congratulationလုတ်တယ်ကွာအခုခေတ်ကမင်းရဲ့ခေတ်ကိုရောက်နေပါပြီအောင်မြင်မှုအတွက်တကယ်ကိုဝမ်းသာမိပါတယ်ဆိုပြီးဖိုက်တာကြီးကကျွန်တော်တို့ဖိုက်တာလေးကိုချီကျူးသွားတာဖြစ်ပါတယ်နောက်ထပ်တစ်ယောက်ကတော့ပူနွေးပဲမေတဝိတ်တန်းချန်ပီယံကယူထားတဲ့ရှောင်းစလန်ဖြစ်ပါတယ်ရှောင်းဆာရှလန်ကော်ရှွာပန်နဲ့အတူတူပွဲထိုးရတယ်နီးတူပဲတက်ဆိုတိုင်းလိုမျိုးခက်ခဲတဲ့
ခန်းသက်ရှိမနဲ့ကြိတ်ရတဲ့ပထမအချိန်မှာဆိုင်မှာတော်တော်လေးကိုမှရုန်းကန်ခဲ့ရတယ်ဒါပေမဲ့နောက်ပိုင်းချိန်တွေမှာတော်တော်လေးကိုမှဖိပြီးတော့မှဥခွဲပြပြီးတော့ချန်ပီယံအသစ်ဖြစ်လာတဲ့ဒီဖိုက်တာကြီးကလည်းကျွန်တော်တို့ဖိုက်တာလေးကိုအခုလိုပဲချီးကျူးသွားတာဖြစ်ပါတယ်ဟေးကောင်ရှာဗနန်းမင်းထိုးတာရဲဆက်ဆက်ကိုကောင်းလုံးနဲ့ကွာငါလည်းမင်းလိုဖြစ်ချင်တယ်မင်းလိုချိတ်ချင်တယ်ဆိုပြီးငါရဲ့နီးပြီးကိုတောင်ပြောနေတာဒီကောင်လေးကတကယ်ကိုကောင်းတာပဲဘောင်ဆန်းစည်းကလည်းရှယ်ပဲကွာမင်းကိုငါတကယ်လေးစားမိပါတယ်မင်းထိုးသက်ပုံကိုလည်းအရန်သဘောကျတဲ့ငါမင်းကိုသွေးပူလို့ရင်းနဲ့စောင့်ကြည့်နေတာပါတကယ်ကောင်းတဲ့ကြော်ရှူပန်းရည်တကယ်ကောင်းတဲ့ဂုံယူပါတယ်ငါကောင်ဆိုပြီးရှောင်းဆွေးခလပြောသွားခဲ့တာဖြစ်ပါတယ်ရှောင်းဆွေးရဲ့လမ်းဆိုတာကဗျာမလောကမှာဒီဖိုက်တာတော်တော်နာမည်ကြီးတဲ့ခန်းစားမဲ့ဘလို့ဘယ်သူမှဖြိုလို့မရဘူးဆိုတဲ့ဖိုက်တာကိုလည်းဖြိုပြခဲ့ပြီးတဲဆန်းကြကိုလည်းအနိုင်ယူပြီးထံပြင်ပစ်ခဲ့ပြီးဒီဖိုင်တာကြီးတကယ်ကိုခေတူဖိုင်တာမဟုတ်ဘူးဗျပရိသတ်တွေကြားထဲမှာဆိုလဲအရန်ကိုမှသူကနာမည်ကြီးတဲ့ဒီဖိုက်တာကြီးကကျွန်တော်တို့ဖိုက်တာလေးကိုတစ်ခေါက်တစ်ယောက်နဲ့ကိုချီကျူးတာတကယ်ကိုလာပြီးနှုတ်ဆက်ပြီးပြောဆိုတာဒါကလည်းတကယ်ကိုကျွန်တော်တို့ရုံအတွက်ဂုံယူဝမ်းသာစရာဖြစ်မဲ့ထင်ပါတယ်ရွှာပန်ကိုယ်တိုင်လည်းတကယ်ကိုသဘောကျတယ်သူရဲ့ထင်ကလည်းရှစ်ဦးလာပြီးတော့ဒီလိုမျိုးသူတို့ကို congratulation လုပ်တဲ့အချိန်မှာအရန်ပျော်ရွှင်နေဆိုပြီးတော့မှသိရတဲ့ဒါကတော့ကျွန်တော်တို့ဖိုက်တာလေးကိုချီကျူးကုန်းဖွင့်သွားတဲ့ဖိုက်တာတွေအကြောင်းမှာဒါအပြင်ဒီထက်ပြီးပြောသွားတဲ့ဖိုက်တာတွေလည်းရှိသေးတယ်ဆိုတဲ့နှစ်သက်ကွန်းချန်မြန်ဟောင်းကြီးကလည်းပြောသွားတယ်ကတော့ဗျာပွဲမတိုင်ခင်တုန်းကတော့သူကတက်ဆိုးတိုင်တာမှတက်ဆိုးတော့မှအားချောင်ခဲ့သေးတယ်အခုတော့သူကဓာတွေကိုအဆက်ပြေအခုလိုမျိုးပြောဆိုသွားပါတယ်နိုင်ပွဲအတွက်အရန်ကိုဂုံယူမိပါတယ်ငါမြင်ဘူးသမျှထဲမှာမင်းရဲ့ဘောက်စင်ကေကတကယ်ကိုချွတ်စင်ကြီးပဲဖန်နဲ့ပန်တိုချာမကြေပွဲကိုမဆောက်နိုင်တော့ပါဘူးဆိုပြီးဟင်းနီစီကိုကပြောသွားပါတယ်ဒါအပြင်ဆုံးကိုတစ်ချိန်လုံးလေးတိုက်ခဲ့တဲ့မာနယ်ကက်ကလည်းရှာဆုံးရဲ့ပွဲနဲ့ပတ်သက်ပြီးအခုလိုမျိုးမှတ်ချက်ပေးသွားခဲ့တာမျိုးကိုတွေ့ရပါတယ်ခမအောင်မြင်မှုအတွက်ဘန်ကိုတကယ်ကိုချီးကျူးပါတယ်လူတော်တော်များများနဲ့ဖိုက်တာအချို့ကသူ့ပေါ်မနာလိုစိတ်တွေဖြစ်နေကြတယ်ကျွန်တော်အမြင်ကဒါကမကောင်းတဲ့စိတ်ပါမနာလို့စိတ်ဆိုတာကောင်းတဲ့မျိုးမဟုတ်ပါဘူးပန်ရဲ့အောင်မြင်မှုကိုသူတို့ကမနာလို့ဖြစ်နေကြတယ်ဒီလိုမျိုးဖြစ်နေတဲ့သူတွေကိုကြည့်လိုက်ရင်လည်းသူတို့ကအောင်မြင်မှုနဲ့အလန့်ဝေးနေတဲ့သူတွေပါပဲရောရှူဖန်ကကျွန်တော်6ထောက်ကျိုးသွားတဲ့အချိန်မှာဝင်ထိုးပေးတဲ့ဘန်ရိုက်ကိုအနိုင်ယူပြီးသူကချန်ပီယံစိန်ခေါ်ခွင့်ရတဲ့ဒီလိုမျိုးတွေနဲ့သူကအခုလိုတွေဖြစ်လာခဲ့တာပါမကြခင်မှာရွာပန်းနဲ့ထိုးတက်ရမျောလင့်မိပါတယ်တစ်ချိန်မှာတော့အခွင့်ရေးရမှာပါဆိုပြီးမာနယ်ကပြောသွားခဲ့ပါတယ်တစ်ချိန်မှာတော့ခွညင်ရေးရမှာပါဆိုပြီးမာနယ်ကက်ကပြောသွားခဲ့ပါတယ်မာနယ်ကက်ကလည်းအခုလိုမျိုးပြောသွားတယ်သူလည်းထိုးတက်ချင်တယ်ဆိုပြီးပြောသွားခဲ့တာဖြစ်ပါတယ်မာနယ်ကက်အတွက်ကတော့အခွင့်အရေးကသေးတယ်ဟိုရီဂူချီကိုနိုင်အောင်ကြော်ဖြတ်ရအောင်မှာဖြစ်ပါတယ်ခမဟုတ်ခဲ့ပါတာကတော့ရှွာပန်နဲ့ပတ်သက်ပြီးဂနီဖိုက်တာကြီးတွေလောကရဲ့ဖိုက်တာကြီးတွေပြောဆိုသွားတယ်ကျွန်တော်တို့ဖိုင်တာချပြပေးခဲ့တာဖြစ်ပါတယ်နောက်ဒီမှာလည်းကျွန်တော်တို့မှာနောက်ဒီမှာလည်းကျွန်တော် share academy ချန်ကနေအခုလိုမာနဲ့ပတ်သက်တဲ့သတင်းတွေဝိုင်းချက်မြန်ရှိစေနေမြန်မာကိုဇက်လွင်ဖိုင်တာလေးထူးခြားတဲ့အကြောင်းတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့လောကစိတ်ဝင်စားတဲ့ပရိသတ်တွေတော့ကျွန်တော်တို့ရဲ့ like လုပ်ထားဖို့ဖြစ်တဲ့ခီးသက်ကိုအထူးပဲကြကျေးဇူးတင်ရှိပါတယ်ခင်ဗျာက